ရာခင်များတဲ့ဆန္ဒနဲ့တနာကိုကွယ်ကွယ်ပြပြသိချင်ပါတယ်။သဘောပေါက်လွယ်အောင်ဥပမာနဲ့တကွရှင်းလင်းပေးပါဆရာ။နိဗ္ဗာန်လိုချင်တာကိုတချို့ကဆန္ဒတချို့ကလိုချင်တာမှန်သမျှကိုတဏှာတိကျတဲ့အဖြေကိုမရပါဘူးဆရာတဲ့အာကိုလေးစားနဲ့ပါဆရာဆိုပြီးမေးမြန်းထားတာပဲဖြစ်ပါတယ်ဆရာ။ဆန္ဒနဲ့တဏှာနဲ့တူမတူပေါ့ဗျာနော်။အမှန်တော့သူကဆန္ဒကောတဏှာကောပရမတ္ထတရားတွေဗျ။ဒါကစာပေတိနဲ့ပြောတာပေါ့နော်။ဂါမေရှိဆိုတာတော့ယတ္တိရွာတိဆိုတာတော့ခုနလိုချင်တာဆိုတာနဲ့အကုန်သိမ့်ကြုံပြီးတော့နိဗ္ဗာန်လိုချင်တာလဲတဏှာတွေပဲဖြစ်ကုန်တော့အမှန်တော့စာပေတိနဲ့ရှင်းရမှာပေါ့အဲ့တော့ပရမတ္ထတရားမှန်ရင်သူကလက္ခဏာရတ္တပစ္စုပ္ပန်ပရထံဆိုတာထံလေးထံရှိတယ်အဲ့ဒီထံလေးထံကဗုဒ္ဓရဲ့ laboratory ပဲဗုဒ္ဓရဲ့ဓာတ်ခွဲခန်းပဲဒီကလက္ခဏာတွေမတူဘူးစန္ဒကိုကြည့်ရင် definition ပေါ့ဗျာဟိုကပြောရင်တော့ဝိဂျိုပေါ့နော်ဘာသာရေးနဲ့ပြောရင်တော့သူကကတ္တုကမြတာလက္ခဏောစန္ဒောလို့ခေါ်တယ်မြန်မာလိုပြောရင်တော့ပြုလုပ်လူကမြမတ္တကိုစန္ဒလို့ခေါ်တယ်ဒီသဘောတက်တက်လေးပဲပြုလုပ်လူကမြမတ္တအေးကိုစန္ဒလို့ခေါ်တယ်လောဘနဲ့မတူတာအဲ့တော့ပြုလုပ်လူကမြမတ္တဆိုတာသဘောလေးကဒီသဘောလေးကနှုတ်မနေဘူးလားလို့ထင်တယ်မဟုတ်ဘူးစန္ဒနဲ့သဘောတဘာဝကွဲအောင်သာသူ့ကိုထည့်လိုက်တာမတ္တလို့ထည့်လိုက်တယ်ပြုလုပ်လူကမြမတ္တလို့ထည့်စန္ဒကအမတန်အာကြီးတဲ့အရာပိဋကသုံးပုံထဲမှာအဓိပတိ၄ပါးပဲရှိတယ်စန္ဒဝိရိယစိတ်တဝိမာန်တနောက်ပဋ္ဌာန်းမှာနော်စန္ဒအဓိပတိဝိရိယအဓိပတိစိတ်တအဓိပတိဝိမာန်တအဓိပတိပေါ့နောက်ပြီးတော့တပ္ပိယုတဗုဒ္ဓဘုရားအလောင်းတွေဗျာဒိတ်ယူရင်စုပန်တဲ့ခါမှာအင်္ဂါ၈ချက်ရှိတယ်ပိစိကဗုဒ္ဓဆို၅ချက်ရှိတယ်မဟာတာဝကတွေဆို၃ချက်ရှိတယ်အဲ့ဒီဘလို့ပဲအချက်ရှိအဲ့ဒီထဲမှာစန္ဒမပါလို့မရအောင်ဖြစ်ချင်တဲ့စန္ဒဆိုတာလေအမှန်တန်အရေးကြီးတယ်ဒါကြောင့်ကတ္တုကမြတာလက္ခဏောစန္ဒောပြုလုပ်လူကမြမတ္တလို့သုံးတာဒီပြုလုပ်လူကမြဆိုတာဒီအာနေခြင်းကိုမပြဘူးဒါကိုချင်းအောင်ရင်လုပ်ခဲ့ရတာနော်ဘာလို့လောဘနဲ့ကွဲကြင်လို့ဒါပြင်လောဘကိုကြည့်လောဘရလည်းပရမတ္ထတရားသူ့မှာလက္ခဏာရှိတယ်အဲ့တော့လောဘရဲ့လက္ခဏာကဘာလဲဆိုအာရမဏဥက္ကဟိတဥက္ကဟိတလက္ခဏောလောဘောလို့ပြောတယ်အာယုံကိုစွဲယူတာဖမ်းယူတာအာယုံဖမ်းယူတဲ့သဘောအဲ့တော့အာယုံကိုဖမ်းယူတဲ့သဘောဆန္ဒကလည်းဖြစ်ချင်တယ်လိုချင်တယ်ဆိုတော့အာယုံဖမ်းယူတဲ့သဘောရှိတာဘာကွာလဲဆိုတော့ကန့်ညီမှုရှိတာနဲ့မရှိတာနဲ့ကွာလောဘကကန့်ညီမှုရှိတယ်ဘာကြောင့်လဲဆိုတော့လက္ခဏာကိုပြောပြီးပြီရတ္တပစ္စုပ္ပန်ပရထံဆိုတာဤသောအကြောင်းကိုကြည့်ရင်လောဘရဲ့ပရထံကဘာလဲဆိုတော့အတ္တဒဒသနာပရထံအတ္တဒဆိုတာတာယာဝယ်အပိုင်းကိုပြောတာဒသနာဆိုတာရှုမြင်တာပေါ့နော်အဲ့တော့အာယုံရဲ့တာယာဝယ်အပိုင်းကိုရှုမြင်ပြီးဆွဲယူတာဆိုတော့သူကကန့်ညီမှုရှိတယ်ဒါအစာပေတိုင်းသွားရင်ကွဲတယ်လက္ခဏာကွဲတယ်ပရထံလည်းကွဲတယ်ဤသောအကြောင်းလည်းကွဲလောကဥပမာနဲ့ပြောရင်တော့ပိုရှင်းတာပေါ့လောလောပူနေတဲ့အိုကင်းပူကြီးရှိတယ်ပေါ့နော်မိတိုက်ထားတဲ့အိုကင်းအဲ့ဒီထဲကိုအသားတစ်တစ်ခုထည့်လိုက်အဲ့ဒီအသားတစ်ကဘာလဲဆိုတူးပြီးတော့ကတ်သွားတယ်ခွာလို့မရတော့ဘူးအသားထည့်ကြည့်ပေါ့နော်အဲ့ဒါလောဘရဲ့သဘောပဲကန့်ညီမှုရှိတယ်စန္ဒရဲ့သဘောကအဲ့လိုမဟုတ်ဘူးအဲ့ဒီလောလောပူနေတဲ့အိုကင်းထဲကိုကြောက်ခဲတစ်လုံးပစ်ထည့်လိုက်တယ်လမ်းခင်းကြောက်ခဲတစ်ခုပူတော့ပူမယ်ဒါပေမဲ့ကန့်ညီမှုမရှိဘူးကြောက်ခဲကဒီအိုးကန့်ညီမှုမရှိဒါကလောကဥပမာနဲ့ကိုယ်အောင်ပြောတာလောဘသည်ကန့်ညီတဲ့จิตပတ်တဲ့ချီနှောင်နဲ့ပူလောင်တဲ့ဒါသဘောသူ့သဘောလေးပေါ့နော်ဒါပြင်နောက်တစ်ခုဥပမာပေးအဲ့ဒါပူရှင်းတယ်လေးသမားရဲ့ဥပမာနဲ့ပြတယ်လေးသမားတယောက်ကပြစ်မှတ်ကိုသူပြစ်မယ်ပေါ့ပြစ်မယ်ဆိုရင် तू ကဘာလုပ်တယ်မြားတံကိုကောက်ယူရတယ်အဲ့ဒီမြားတံကိုကောက်ယူခြင်းသည်လိုချင်မှုသဘောပဲဒါပေမဲ့ तू ကလောဘမဟုတ်ဘူး तू မှာကန့်ညီမှုမရှိဘူး तू ဘာလုပ်မှလဲဆိုတော့ပြန်ပြစ်လွတ်မှာဒီသဘောကိုပေါ်အောင်ပြောတာထိုနည်းတူစွာပဲကျွန်တော်တို့ဥပမေယနဲ့ပြောမယ်ကျွန်တော်ဒါနတစ်ခုလုပ်ချင်တယ်အမကထင်သင်္ကန်းကတ်ချင်တယ်တို့မဝါဆိုသင်္ကန်းကတ်ချင်ဘာလုပ်ရမလဲငွေရှာရမယ်ပစ္စည်းရှာရမယ်ပစ္စည်းစုရမယ်ပစ္စည်းဝယ်ရမယ်အဲ့ဒါလောဘနဲ့ရှာနေတာမဟုတ်ဘူးဘာလို့လဲဆိုတော့သူ့မှာပြန်လဲပြစ်လွတ်ဖို့စွန့်လွတ်ဖို့အတွက်ရှာနေတာဒီလိုကွာသွားတယ်တရားအထုတ်မယ်သင်္ကန်းမတက်ရဘူးလားရိတ်တာမဝင်ရဘူးလားဒါလောဘနဲ့လုပ်နေတာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီမှာအသုံးချပြီးနိဗ္ဗာန်ကိုစိတ်လွတ်တဲ့စိတ်နဲ့အထုတ်ဖို့အဲ့လောဘနဲ့စန္ဒကသူအဲ့လိုမျိုးကွာသွားတယ်နော်ဟိုသုံးဆွဲတဲ့နေရာမှာလည်းမတူဘူးပေါ့ဗျာနောက်တစ်ခါကျတော့ကျွန်တော်ဒါနောက်တစ်ဆင့်မြင့်ပေါ့တချို့ပြီးဒီမှာတက်ထားတဲ့ပုံကိုယ်တွေကသိတယ်စန္ဒဟာသူကပကိန်းစေတသိက်ထဲမှာပါတယ်ပကိန်းဆိုတာရောရောပြုံပြုံပေါ့နှစ်ဖက်ရစေတသိက်လို့ခေါ်တယ်ကုသိုလ်ဘက်မှာလည်းပါတယ်အကုသိုလ်ဘက်မှာလည်းပါတယ်ဆိုလိုတာကလှူကျင်တန်းကျင်တာလည်းစန္ဒပဲဒီဘက်ကငားများကျင်တယ်ပိုကာတောင်းကျင်တယ်အရက်တောက်ကျင်တယ်ဒါရောစန္ဒပြောလို့မရဘူးလားဆိုရတဲ့အခါမှာရတယ်ဘယ်လိုအခါမှာရလဲဆိုတော့ကာမဝါစရကုသိုလ်တွေကိုလုပ်ပြီးတော့မဟကုတ်ကုသိုလ်ကိုတက်မှာပေါ့ဗျာဇံအားထုတ်မယ်ဇံရအောင်အားထုတ်မယ်ကုသိုလ်၃မျိုးရှိတယ်နော်ကာမကုသိုလ်မဟကုတ်ကုသိုလ်လောကုတ္တရာကုသိုလ်ဇံအားထုတ်တဲ့အခါမှာ तू ကဇံကိုရပြီဟေးလို့ဆိုရင်ဇံမှာဇံအင်္ဂါတွေရှိတယ်ပရမဇံဆို၅ခုပေါ့အတင်းမဲ့ပြောမှာနော်ဝိတဝိဇ္ဇာပိဋိဒုက္ခဧကဂတာပေါ့အဲ့ဒီလိုဇံအင်္ဂါတွေကဒီကနိဝရဏ၅ပါးကိုကာမိသန္တာနိဝရဏဗျာပါဒထိဉ္ဇမိတဥဒိစ္စဝိသိကိစ္စပေါ့အဲ့ဒါကို तू ကလောင်မြိုက်တယ်ပေါ့နော်ရှို့ပြလိုက်တယ်ပေါ့
အဲ့လိုရှိုးတဲ့အခါမျိုးမှာဆိုရင်ဆိုလိုတာကာမိစန္ဒနိဝရဏဆိုတာရှိတယ်ကာမဂုဏ်တရားတွေကိုတတ်မဲ့တဲ့အရာမျိုးဆိုရင်သူကခွဲပြောပြီအဲ့ဒါကိုကာမိစန္ဒလို့ခေါ်ပြောမှာကုသိုလ်တရားတွေဆိုရင်ကုသလိစန္ဒတို့ဓမ္မစန္ဒတို့ဒီလိုနေရာမှာကျတော့ခွဲပြတယ်တာမန်အပြင်ပြောရင်တော့စန္ဒသည်ပြုလုပ်လူကမြတ်မတ္တဖြစ်တဲ့အင်အားအမြဲတမ်းကြီးတဲ့ကောင်းမှုကုသိုလ်ဘက်မှာပဲသုံးတယ်လောဘသည်ကန့်ညစ်တဲ့ရစ်ပတ်တဲ့ချီနှောင်တဲ့ပူလောင်တဲ့ဒီဘက်မကောင်းမှုအကုသိုလ်စေတသိက်ဖြစ်တယ်လို့ဒီလိုသူ့နေရာနဲ့သူယူပုံယူနည်းပေါ့နောက်တစ်ခါသူမေးထားတယ်နိဗ္ဗာန်ကိုလိုချင်တာစန္ဒလားလောဘလားလို့ပြောအဲ့ဒါကနိဗ္ဗာန်ကိုလိုချင်တာကစန္ဒဘာစန္ဒလဲပြောရင်တမာစန္ဒနော်တမာစန္ဒမှန်ကန်သောလိုချင်မှုတစ်ခုပေါ့နိဗ္ဗာန်ကိုလိုချင်တာပါတဲ့အတွက်လောဘလို့သုံးလို့မရအောင်လားမရဘူးဘာကြောင့်လဲလို့ဆိုတော့အဲ့ဒါလည်းစာသင်မှသိတယ်စာမသင်မသိဘူးဟိုဟာရှိတယ်အာရမဏသင်္ကဟမှာပကိန်းပိုင်းပေါ့နော်ပြီးဒီမှာသင်ထားတဲ့ပုဂ္ဂိုလ်ဆိုအဲ့မှာအာရမဏသင်္ကဟမှာအာရမဏနဲ့အာယုံအတွဲတွေရှိတယ်အာယုံပြုတာရဲ့အာရမဏဆိုတဲ့စိတ်ရဲ့ပေါ့နော်အာရမဏိကဆိုတဲ့စိတ်အဲ့ဒီမှာသူကခွဲပြထားတာရှိရကာမကိုဧကံအာယုံပြုတာ25ပါးကာမကိုဧကံအာယုံပြုတာ25ပါးမဟကုတ်ကိုဧကံအာယုံပြုတာ6ပါးပညာကိုဧကံအာယုံပြုတာ22ပါးနိဗ္ဗာန်ကိုဧကံအာယုံပြုတာ10ပါးမ4ပါးဖို့4ပါးအဲ့ဒီထဲမှာခုနလောဘကမပါဘူးနိဗ္ဗာန်ကိုအာယုံပြုလို့မရဘူးနိဗ္ဗာန်ကိုဧကံအာယုံပြုတာဒီမ4ပါးဖို့4ပါးပဲရှိတယ်လောဘကပြုလို့မရဘူးခေတ်စကားနဲ့ပြောရင်ဗာလဲဆိုတော့ဆက်သွယ်မှုဧရိယာပြင်ပပဲနော်သူလှမ်းချိတ်လို့မရဘူးသူအာယုံထဲမှာမရှိဘူးလောဘရဲ့အာယုံထဲမှာနိဗ္ဗာန်ကိုလိုချင်တဲ့စိတ်ရှိကိုမရှိဘူးဒါဖြင့်ဧကံမဟုတ်ရင်အနေကံရောဖြစ်နိုင်လားအနေကံဆိုတာတစ်ခါတည်းရံမို့ဖြစ်ကောင်းသလားလို့ပြောရင်ဒါစာမကြံအောင်ပြောတာနော်အဲ့လိုမျိုးပြောရင်လည်းပဲအကုသိုလ်စိတ်12ပါးထဲမှာပါတဲ့လောဘသည်သူအာယုံပြုနိုင်ရင်အနေကံအာယုံပြုနိုင်ရင်ဟိုဘက်မှာမဲ4ပါးဖို့4ပါးနိဗ္ဗာန်ဆိုတဲ့6ခုကိုချွင်းလိုက်ရတယ်စာစကားနဲ့ပြောကြံတဲ့လောကီစိတ်82ပါးကိုသူအာယုံပြုနိုင်တယ်လောကုတ္တရာစိတ်နဲ့နိဗ္ဗာန်ကိုသူလုံးဝအာယုံမပြုနိုင်ဘူးအနေကံအဖြစ်တော့အာယုံမပြုနိုင်ဘူးပေါ့နော်အဲ့တော့အနေကံအဖြစ်အာယုံမပြုနိုင်ဘူးဆိုတော့ဧကံတော့သိကြတယ်ပေါ့အနေကံတော့သူမရဘူးလို့ဆိုတော့ကျွန်တော်တို့ကြည်ညိုဖို့ပြောတာနော်ဩဃတကရောကျုံးမကြီးကရောတော့ကျိုးအကြောက်ပဲ4ပါးကတုံးကပြောတယ်မလားမဲ4ပါးဖို့4ပါးနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုမဲ4ပါးဖို့4ပါးနဲ့နိဗ္ဗာန်ပဲပါတယ်ခုနကပြောတဲ့ဇံမဟခုတ်ကုသိုလ်တွေလည်းအမတန်အားကောင်းတာပဲအပိညာဉ်နေအဲ့ဒါတွေကိုဘာကြောင့်ရပါလို့လို့မထည့်လဲဆိုရင်အဲ့ဒီလောဘနဲ့အနေကံအာယုံပြုနိုင်သေးလို့ဧကံတော့မပြုနိုင်ဘူးအနေကံတစ်ခါတည်းရန်လောဘစိတ်လေးနဲ့ဒီဇံတွေဘာတွေကိုလိုချင်တဲ့ဟာမျိုးဖြစ်မှဆိုလို့တန်တန်ရှင်းရှင်းဖြစ်အောင်ရှေ့ဆရာတော်ကြီးတွေဩကာသကရောကျူးမှာမဲ4ပါးဖို့4ပါးနိဗ္ဗာန်မှုပဲလှုပ်ထားတယ်နော်လောဘကနေဆက်သွယ်မှုဧရိယာပြပါသူနဲ့ဘာမှမဆိုင်ဒါဆိုတရားသောပုဂ္ဂိုလ်ကနိဗ္ဗာန်ကိုအာယုံပြုတာလိုချင်တာလောဘဆိုရင်အဲ့ဒါမဟုတ်တော့နော်နေရွက်နဲ့ထမင်းစားတယ်တွေပဲပြောသလိုဖြစ်မယ်နော်ကိုယ်ကာယတွေပဲနော်ဆရာနီးလည်းမကြဘူးစာနီးလည်းမရဘူးနော်ဒါကြောင့်အဲ့လိုလေးရှင်းရှင်းလင်းလင်းသိရပါတယ်ဖြေကြပါ